အဲ့ဒီအချိန်မှာချူရှားဆိုတဲ့မိန်းကလေးကရှေ့တိုးလာပြီးလီနာကိုမကျေနပ်စွာပြောလိုက်ပါတယ်သူကနေပူကြီးထဲမှာမင်းကိုစောင့်ပေးတယ်အေးတဲ့အချိုရည်နဲ့နေကာထီတောင်ပြင်ထားပေးတယ်ဒီလောက်ဂရုစိုက်တဲ့သူကိုအ ਨੇ ဆုံးလေးစားမှုပေးတင်တယ်မဟုတ်လားလို့ပြောပြလိုက်ပါတယ်ဒါပေမဲ့လီနာကတော့ငွေရှိမှတန်ဖိုးရှိတယ်ဆိုတဲ့အတွေးကနေမပြောင်းခဲ့ပါဘူးတလကို9000လောက်ပဲရတဲ့လူနဲ့ဘာအနာဂတ်ရှိမှလဲလို့ထပ်ပြောလိုက်ပါသေးတယ်သူမရဲ့စကားတွေကပိုပြီးရက်ဆက်လာခဲ့ပါတယ်အဲ့ဒီအချိန်မှာချူရှားကကုရှင်းချံဘက်ကိုလှည့်ပြီးအပြုံးလေးနဲ့ပြောလိုက်ပါတယ်သူမလို့ချင်းရင်ကျမနဲ့မိတ်ဆွေဖြစ်မလားလို့မေးလိုက်ပါတယ်ဒီစကားကြောင့်အားလုံးအံ့ဩသွားကြပါတယ်ကုရှင်းချံကလည်းအမှန်အတိုင်းမဖုံးကွယ်ပဲသူဟာအသက်30ရှိတဲ့ကုန်တင်အလုပ်သမားတစ်ယောက်ဖြစ်ပြီးအချိန်ပိုဆင်းမှတစ်လကိုငွေ9000လောက်သာရတယ်လို့ပြောလိုက်ပါတယ်လီနာကတော့ချက်ချင်းရေမောပြီးတစ်လ9000နဲ့ကိုတော့မလုံလောက်ဘူးအိမ်အောင်ပြုတ်ဖို့ထွက်လာသေးတယ်လို့လှောင်ပြောင်လိုက်ပါတယ်ဒါပေမဲ့ချူရှားကတော့ငွေကိုမကြည့်ပဲလူရဲ့စိတ်ထားကိုသာကြည့်တဲ့သူဖြစ်ပါတယ်ကျမဂယုစိုက်တာကလူရဲ့ကိုကျင့်တရားပဲလစာနေတာကိုမစိုးရိမ်ဘူးဘဝဆိုတာလူနှစ်ယောက်အတူတူစူးစမ်းတိဆောက်ရတာလို့အေးဆေးစွာပြောပြလိုက်ပါတယ်ဒီစကားကိုကြားလိုက်တဲ့ကုရှင်းချန်ဟာနှစ်ပေါင်းများစွာပထမဆုံးအကြိမ်အဖြစ်ကိုအမှန်တကယ်နားလည်ပေးတဲ့လူတစ်ယောက်ကိုတွေ့လိုက်ရတယ်လို့ခံစားလိုက်ရပါတယ်ဒါပေမဲ့သူတို့မသိသေးတာကဒီကုန်တင်အလုပ်သမားလို့အထင်သေးခံနေရတဲ့လူဟာတကယ်တော့လူတိုင်းထင်ထားတာထက်အများကြီးပိုကြီးမားတဲ့လှုပ်ဝက်အမှန်တရားကိုဖုံးကွယ်ထားသူဖြစ်နေကြတာပါ